ခုလုံးကပြဖြောပြတော်သောကဒုစာပင်နှင့်ယဉ်ကျေးမှုအဖွဲ့အားစန္ဒီမြို့သားများတပ်မတော်အစံနေကာကွယ်ရေးအစီအစဉ်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးစောက်ဆိုင်ကမစုတော်ဝေတသိန်းချစန္ဒီမြို့သားများတပ်မတော်အစံနေဒုဖက်တင်ရီမူဗိုလ်မှူးကြီးစေဝတ်ဖာမစုတော်ဝေတသိန်းချစန္ဒီမြို့သားများတပ်မတော်အစံနေတပ်မဟာ965တပ်မဟာမူစောက်ဆိုင်မုံမစုတော်ဝေတသိန်းချတပ်မဟာ9ခုနှစ်ဒုတမဟာမူစောက်လျားမုံမစုတော်ဝေ3သိန်းချကိုရဲမင်းပါမနန်းခမုံမိသားစုမှစုတော်ဝေတသိန်းချကိုချာကောမနန်းခရင်မိသားစုမှစုတော်ဝေတသိန်းချတည်တည်ရှင်းပြသွားပါတယ်ခင်ဗျာ
ဟုတ်ကဲ့ပါကပြဖြည်းဖြည်းသွားသောကရုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွက်ရှမ်းပြည်မျိုးသားများတပ်တော် SNA တပ်မဟာခွန်93မိသားစုမှစုတော်ငွေ9သိန်းကျပ်တည်တည်ရှင်းပြသွားပါရခင်ဗျာ